ဟိုမှာငါချုပ်တွေလှမ်းထားတယ်အဲ့ဒါမိုးရင်းစာနော်ဟိုမှာကြည့်တာအောင်ကြားလားဖုန်းကြီးမဲ့3မိနစ်နဲ့ဟိုမှာမြင်လားငါချုပ်တွေနေလို့အေးကြည့်တာအောင်နော်အေးလို့ဟာဟေးဟေးဟေးလောက်နေလေဟေး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 ဟာဟေးဟေးဟာဟေးဟေးဟဲ့ဟာတော့ပါပြီကွာဟိုဘလို့ပြေကုန်တာဘာမှမရှိဘူးကြာ ကိုကြားဆွဲသွားတာ ဟာအဲ့ဒီဂုံချားဆိုတဲ့ကောင်မင်းမပြောဘူးလား ကိုကြားလူလုံးမနားမလဲတာ ဒါဆိုဂုံချားဘာလို့လဲ ခွေးလေ ဒါဆိုမင်းအဲ့ဂုံချားလည်းမရင်းနေတယ်ပေါ့ ဟောခွေးနဲ့တော့ငါရင်းနှီးမလားကွာ အဲ့လိုမင်းဂုံချားလို့ဘလို့သိလား ခွေးဆိုရင်ကိုကြားလို့ပဲခေါ်တာမဟုတ်ဘူးလား ခါပဲကွာခွေးဆွဲအဲ့ဆိုတဲ့လူမျိုးငါပိတ်ထိုးလိုက်ပါအဲ့ဒါခွေးဆွဲတော့နည်းပါရှင်းနဲ့ကောက်ပြစ်လိုက်ပါလားလို့ ငါမင်းတို့မှခဲတွေပါမတွေ့လို့လေ မတွေ့တဲ့နဲ့ကောက်ပြစ်ရမှာပေါ့မင်းတော်တော်ညံ့တဲ့ကောင်ကငါကြည့်ထားပါလို့ပြောနေတဲ့ကြားတွေကမင်းက ငါဖုံးကြည့်ထားတယ်လေ အဲ့ဒီဖုန်းမူပြီးကြည့်တယ်လို့အဲ့ဒီခွေးကိုမမြင်တာပေါ့ မြင်လေသူကငါဂီးတယ်လို့ ဒီအဲ့ဒါကြောင့်မရှိရှိရနဲ့ကောက်ပြစ်လိုက်ပါလားငါပြောနေတာလေ ပြောက တော်တော်သုံးမကြတဲ့ကောင် အဲ့တော့မရှိရှိတာနဲ့ငါပြစ်မယ် ဟမ်ကိုမကြီးတော်သေးပေါ့ကွာအကုန်ဆွဲမသွားလို့ဟာဒါတော့ပါသွားသေးတယ်မကြည့်အောင် ဒီလုံးတုံးကြတယ် ခဲလို့ကမင်းမင်းစားနောက်ကအဲ့ခွေးကိုတွေ့လို့တော့မတွေ့တဲ့ကောက်ပြစ်လိုက် ပြီးရော ကိုချက်တီတုံးနေကို ဟာကဲမင်းစားလို့ရပြီဟေးဟာဟေးဟဲ့ကောင်မလားအေးဝမ်းမယ်အကြီးကလာကြဟာ ဘာဖြစ်လဲ ဘာပြရမှာလဲ အာ ခွေးစားမယ်ဆိုတယ်မင်းစားရတော့မယ် ငါငါသားမဟာဒီခွေးစားတော့မလို့ မနေ့ကကောင်မယ်ငါ6ဆွဲတဲ့ကောင်မယ် ဟုတ်လား တွေ့ရတဲ့ကောက်ထုတ်လိုက်တယ် အေးအဲ့လိုဖြစ်နေရမှာမတွေ့တဲ့နဲ့ကောက်ထုပြရမှာ ထားပလိုက်တာပဲ ဘာနဲ့ထုလိုက်လဲ ဖုံးနဲ့ အဲ့လိုထုဟေးဖုန်းနဲ့ကောက်ထုလိုက်တာ အေးလေဟာတို့ပြန်နေထုတ်လိုက်သူလဲ ဟိုဖေးကွာလည်းအဲ့ဒါကြည့်တာဖုန်းနဲ့ပြရလားတော်တော်တော့ကောက်ဆောင်မှာဖုန်းအပြေဝိုင်းလည်းမသိကွာသွားပါ မင်းမငေါ့ကျုံရနဲ့ပြစ်လိုက်ဆို ကျုံလာတဲ့ပြစ်တာဖုန်းနဲ့ပြစ်เสียလားကွာဟမ် စကားတွေမင်းမပြစ်တာ မင်းအဲ့လိုတော့နှုံရလား မင်းငေါ့အဲ့လိုလို့ဆိုငါမင်းစကားလဲနားထောင်အောင်သေးတယ် ဟဲ့အပြေဝါလဲ ဘာမြူကွဲလဲကွဲသွားလား ပြီးရောကွဲသွားတာဟာတလောင်းတိုင်းယူခဲ့စားပါဝါရောပွင့်သေးရလားမသိဘူးပဲကုန်မလားမသိပါဘူးကွာတော်သေးတယ်ပေါ့တော်ပါသေးရကွာမကွဲပဲကွဲသွားလို့ပြန်လဲလို့ရသေးတယ်အိုးဘာလာလဲခွေးကိုပြစ်တာဖုံးနဲ့ပြစ်ရတယ်လို့အံ့ဩဖို့ကောင်းတာရော့ဖုံးကိုကင်တာခွေးပြစ်ဖို့မဟုတ်ဘူးကြားလားပြောလိုက်ရင်ခေါင်းကြီးဘာမှအသုံးမကျတဲ့ကောင်ဟောငါထမင်းစားမလို့ဟောငါဘယ်နေရာထိုင်ရမှာလဲငါဘယ်နေရာကိုထိုင်ရမှာလဲ